Hello ဒီနေ့ VVTI မှာ new arrival တွေရောက်နေရဆိုတော့ကိုရကလာကြည့်ရပါဘာရောက်နေလဲဆိုတာသတ်ကြည့်မယ်ဒါလေးက new arrival ရောက်ထားတဲ့အရန်လာပဲပွဲတက်လို့လည်းအရန်ကောင်းမချူမချစ်စရာလေးနောက်တစ်ယောက်ရှိသေးရခဏလေးဒီမှာဒီရောက်လေးလည်းတော်တော်လာရဲ့နှစ်ယောက်လုံးတော့အရန်ကြိုက်နေတယ်ဒါပေမဲ့နောက်ထပ်ဟာရှိသေးတယ်သွားကြည့်လိုက်အောင်မယ်ဒီမှာဂျင်းစကတ်လေးလည်းရှိတယ်ဒီမှာတီရှပ်အဖြူလေးလည်းရှိတယ်အစုံပဲဒါလေးတွေဆိုလည်း80ရာလေးဒီမှာကတော့ကိုယ့်ရဲ့အကြိုက်တွေများတယ်ဘာဖြစ်လို့လဲဆိုတော့ရိုးရိုးရှင်းရှင်းလေးနဲ့ smart ကြတယ် style ကြတဲ့ပုံစံလေးအများဆုံးထုတ်ထားတဲ့အတွက်ကိုယ်နဲ့ကတော့ကွက်တီပေါ့နော်ကိုကတော့အမြဲရိုးရိုးရှင်းရှင်းလေးကြိုက်တဲ့သူဆိုတော့ဒါလေးတွေလည်း80ရာလေးဒါလေးကတော့မိမဆက်ဆံလေးပေါ့ဒါဆိုလို့ရှိရင်လည်းမချီသားလေးလုံးဝအေးနေမှာဝတ်လိုက်ဒီပုံစံလေးလည်းကိုရီးယားဆက်ဆံလေးနဲ့ချစ်စရာလေးဒီမှာရုံမှာပဲသွားတာပဲဝယ်အပြင်ပွဲတက်လေးပဲဝယ်လုံးဝ classic ဖြစ်တယ်ဒီရောင်လေးဆိုလည်းတော်တော်လာတယ်ဒီမှာလေဂျင်းမောင်းမီလည်းရှိရလုံးဝဂျင်းသားတွေဆိုလည်းတကယ်ဝတ်လို့ကောင်းတယ်ပြီးတော့လေ site တရားစားတော့ small ကနေ small မို့ access ကနေ 280 ထိရှိတာအရန်စင်ပြေဂျင်းသားလေးဆိုလည်းလုံးဝမမာဘူးလုံးဝအေးလေးနဲ့အရန်ဝတ်လို့ကောင်းတယ်ဒါဆိုရင်ဟိုတစ်ခေါက်ကဒိုးဝတ်ပြတာလေးပေါ့နော်ဒါလေးဆိုလည်းအရန်လာတယ်ဒီမှာဒါလေးရော new arrival လားဟုတ်ကဲ့မသူ့ရဲ့ပဲအသိရောက်ထားလေးပါဟုတ်ရတယ်ရောင်ကြ2ရောင်လာတယ်မဒါလေးရောဟုတ်ကဲ့ရှင်စစ်စရာလေးအဲ့ဆိုရင်ဒါပါ site လဲ small ဝတ်ကြည့်လိုက်မယ်ဒါလေးဝတ်ကြည့်မယ်နော်ဒါလေးလည်းဝတ်ကြည့်လိုက်မယ်ဒါလည်း small ပဲဟုတ်အဲ့ဒါဝတ်ကြည့်လိုက်ဘွေးကတော့ခုနကဝစ်ကြီးရဲ့နှစ်ထည့်လုံးကိုကြိုက်လို့အဲ့နှစ်ထည့်လုံးကိုယူလိုက်ပြီ Thank you ပါကျေးဇူးပါဟုတ်